ကျွန်တော်တို့အများစုလူတွေနားလည်ထားတာအခုအခင်းချင်းကတော်လန်ရေးလို့ပြောနေကြတယ်အောင်ပွဲကိုမျော်လင့်ပြီးတော့စောင့်ဆိုင်းနေကြတယ်အညာမှာပြည်သူတွေကကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးဆိုတဲ့စကားကိုနေတိုင်းနှီးပါရေရွနေရတယ်အခုအသက်တန်ဖြစ်နေတဲ့အချိန်ထိသူတို့ဆိုလို့လဲကြားဆိုတာကစစ်တပ်သူတို့ကြောက်နေရတဲ့ရှင်ကြီးဆိုတာကဘယ်သူလို့ထင်လို့လဲကိုပြည်သူကောက်ွယ်ရေးတက်လို့ခေါ်ရတဲ့အဖွဲတချို့ပဲပြည်သူကိုကောက်ွယ်ဖို့နေတတ်တာနော်ပြောမယ်ဆိုရင်အသေးစိတ်ပြောရဆိုရင်မနေဘူးအမှအသေးစိတ်တော့မပြောဘူးအခုပြည်သူတွေပြောလာတဲ့အတန်တွေကအခုမှလည်းမဟုတ်ပါဘူးကြားပါပြီစစ်တပ်ထက်တောင်မှသူတို့ကိုပို့ကြောက်နေရပြီဒါဟာအညာကလက်တွေ့အမှန်တရားပဲကြိုက်တယ်လို့မေးမြန်းပြီးတော့လေးလာပြီးတော့တုတ်တက်ကြိုက်တယ်လို့မေးအညာကလက်ရှိအမှန်တရားအဲ့အတွက်ကျွန်တော်တက်တည်ပြစရာအများကြီးထုတ်ပြနေကြမလို့ကျွန်တော်ပြည်သားတွေဆိုသိပြီးသားမဟုတ်လားကျွန်တော်ပြောတာသဘောပေါက်ရမလားလက်ရှိမှာစစ်တပ်ထက်တောင်မှပိုကြောက်နေရတဲ့အခြေအနေဆိုတာအညာရဲ့အမှန်တရားပဲဒီရန်တရားဘယ်လိုအလုပ်လုပ်လဲဆိုတော့ရှင်းပြမယ်တေချာလေးလိုက်ပြီးတော့နားထောင်ကြည့်ပါဒါတို့ကျွန်တော်တို့အားလုံးရှင်းရှင်းလေးလေးသိဖို့လိုတယ်တချို့ကဂဂနနမသိဘူးကျွန်တော်ပြောလို့မယုံတာတွေတက်ကိုယ့်အကူမေးပထမနံပါတ်1သူတို့ကရွာတွေထဲမှာနေရယူတယ်အသက်20မပြည့်သေးတဲ့လူငယ်အများစုရှိမယ်ပေါ့ဗျာနော်ဒါမှမဟုတ်လည်း20ပတ်ဝန်းကျင်20ကျော်10ရတာမှမကျော်တဲ့အဖွဲလေးတွေနဲ့ရွာလုံချုံရေးဆိုပြီးတော့နေကြတယ်တချို့ပေါ့အားလုံးတော့မဆိုလို့ပါဘူးအဲ့တော့10ရမကျော်တဲ့အဖွဲတွေလည်းရှိသလိုအယောက်20မပြည့်တဲ့အဖွဲတွေလည်းရှိတယ်ရွာကသူတို့ကိုချစ်ကြတယ်လာထားတဲ့ချိန်မှာဖြစ်ဖြစ်နော်စုပြီးလာနေကြတဲ့ချိန်မှာဖြစ်ဖြစ်ချစ်ကြတယ်အဲ့လိုလိုက်ကြတယ်ကိုသားသမီးလေးမျိုးမြင်ကြတယ်ဒါပေမဲ့တိတ်မကြောက်ဘူးအကြာကြီးတော့မဟုတ်ဘူးဗျာတလား2လားလောက်မှမခံဘူးအဲ့လိုမျိုးချစ်တွေကနေမေတ္တာတွေကနေပြီးတော့နော်ဘာဖြစ်လာလဲဆိုအခွန်ဖြစ်လာတယ်ရွာသူရွာသားတွေကိုယ်တိုင်စံတပီစံတအိတ်ဝယ်ပြီးတော့စားဖို့အနိုင်ဖြစ်နေတဲ့အချိန်မှာအဲ့ဒီလိုမျိုးလူ14-15ယောက်10ယောက်စာလောက်အတွက်နေတိုင်းဘယင်မင်းမြတ်ပွဲတော်တည်တယ်လို့မျိုးဟင်းကိုဖွဲ့ရချက်ပြီးတော့ပို့ခိုင်းတယ်မပိုင်ပြဿနာရှာတယ်နော်ကျွန်တော်ပြောတဲ့အဖြစ်ပြက်မျိုးကျွန်တော်မိတ်ဆွေတွေကြည့်နေတဲ့အညာဘက်မှာရှိတဲ့မိတ်ဆွေတွေဘယ်တော့ပတ်ဝန်းကျင်မှာအဲ့လိုအဖြစ်ပြက်တွေကြားနေရမြင်နေရပြီဆိုရင်တော့ကွန်မန့်မှာရေးခဲ့ yes လို့ရေးခဲ့ဒါဟာအထောက်ထားယူလားကျွန်တော်လိုက်ရှင်းပြနေလားအများကြီးလိုက်ရှင်းပြရမှာအရေးကြီးတဲ့တက်တဲ့သဘောမျိုးနဲ့ yes လောက်ပဲရေးခဲ့ဒါဟာအနိုင်ကျချိန်ချောက်တောင်းခံတာကျွန်တော်ပြောတာထောက်ပံ့ကျွေးမွေးနေတာမျိုးမဟုတ်ဘူးနော်တချို့ဒေသတွေမှာမြင်နေကြားနေရမှာပဲအခုပြောတဲ့ချင်းတွေ yes တာရေးခဲ့ဘာမှမဖြစ်ဘူးဒီလောက်တော့တက်တည်ပြဖို့လိုတယ်သူတို့တွေကိုဘယ်သူတွေလဲဆိုသိမှာပဲအားလုံးသိစေချင်လို့ဒါပထမအချက်ကဘယင်ပွဲတော်တည်တယ်လို့ချွေဖွဲ့ကျွေးမွေးနေရတယ်ဖွဲ့ရမဖြစ်နိုင်မှာစူပူချိန်မောင်းလိုက်သေးတယ်နံပါတ်2အချက်ကသူတို့တွေတောက်တဲ့ဥစ္စာကကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်ရွာကိုကာကွယ်ဖို့ဘာလုပ်လဲမိုင်းထောင်တယ်စစ်သားမိဖို့စစ်သားမလာဖို့စစ်သားကြောက်လန့်ဖို့မိုင်းထောင်တယ်ဆိုပါတော့ဟိုတလောတော့ဖြစ်တဲ့3ရွာဇက်ကြားထဲမှာမိုင်းထောင်တယ်လို့မျိုးပေါ့ဗျာမိုင်းထောင်တယ်အဲ့တော့လေသွားလမ်းတွေရွာပတ်လက်မှာရှိတဲ့လမ်းတွေအဲ့ဒီလိုမျိုးအကုန်လိုက်ထောင်ပြလိုက်တယ်အဲ့ဒီအတွက်လည်းတက်သိထောက်ထားတွေရှိပြီးသားဒီတော့ရလက်ကဘာဖြစ်လဲဆိုစစ်သားတယောက်တလေတစ်ကောင်မှတစ်ခါမှကိုမမိဘူးတချို့ရွာတွေမှာဆိုတစ်ခါမှကိုမမိဘူးဘယ်သူမိတယ်ရွာအပြည့်ထွက်အလုံးလုံးတဲ့လယ်သမားတွေနေမိတယ်နွားတွေသေးတယ်ပြည်သူစီးပွားရေးကိုကိုယ်တိုင်ဖျက်ဆီးနေတာအကြိမ်ရှိခဲ့ပြီးပြီအဲ့တော့ဘယ်လိုမြင်လဲကျွန်တော်ခုပြောတဲ့အချက်ကိုဒါဟာမဟာဗျူဟာအမားလားတမင်တကလုံနေတာလားတော့မေးရမလို့ဖြစ်နေပြီတချို့ဒေသတွေကစစ်တပ်အရောက်ပေါက်နေတဲ့ရွာတွေရှိတယ်အခုပြောတဲ့မိုင်းထောင်ခြင်းမျိုးရှိလားမရှိလားဟိုအပြည့်ရေးလို့ရရင်တော့ရေးခဲ့ဗျာကွန်မန့်တိုင်းကိုကျွန်တော်ပြန်ဖတ်တယ်နော်ဒါဒုတိယအချက်ကကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့မိုင်းထောင်ပြီးကာကွယ်တော့မိုင်းကိုပြန်ဖြုတ်တာတွေရှိတယ်လို့မဖြုတ်တာတွေရှိတယ်လက်လွတ်စပယ်ထောင်တာတွေရှိတယ်လူတွေထိခိုက်တာအများကြီးပဲဟိုမှာရွာ3ရွာကားတွေဆွဲထုတ်တဲ့ဥစ္စာကအဲ့ဒါပဲနောက်တစ်ချက်ကအစိုးဆုံးကအာဏာပြတာစိတ်မထင်ရင်သူတို့စိတ်မထင်ရင်မထင်သလိုမူးလာသလိုဒါမှမဟုတ်စစ်ကောင်စီပတ်သက်နေတယ်ဆိုတော့တယောက်ကလက်ညှိုးထုတ်ဂုတ်တိုက်တာနဲ့ပြီးတော့မလားဒလန်ဆိုဆွဲလိုက်တာနဲ့ရွာတက်ကလူကြီးပဲဖြစ်ဖြစ်ခလေးပဲဖြစ်ဖြစ်အဖေရွယ်ပဲဖြစ်ဖြစ်အဖွားရွယ်ပဲဖြစ်ဖြစ်ဖမ်းတယ်ဖဏနဲ့ကန်တယ်ဝမ်းလျားမောက်ခိုင်းပြီးတော့လူကုန်တရွာလုံးကိုတယောက်တက်လက်ဒုံးနဲ့ရိုက်တယ်လေမရချင်းရံပြစ်တော့ကားဆောက်ဝင်ပြီးရိုက်တယ်နေရာလုံးကိုလင်ရောမရရော
ပြီးတော့သူတို့အဲ့လိုရိုက်တော့သူတို့ကိုယ်တိုင်ရောအဆင်ပြေအချစ်ကောင်းလားဆိုတော့သူတို့ကိုယ်တိုင်ကညာတိုင်းမူးနေတယ်တချို့ရွာတွေမှာအများတန်းလို့မူးနေတယ်တနေ့ကုန်တနေ့ခန့်ဒါတော်လာရေးမဟုတ်ဘူးဒါလက်နက်ကင်အနိုင်ကျင့်မှုတိတန့်ကျွန်တော်ပြောတဲ့စကားတိုင်းကျွန်တော်တာဝန်ယူတယ်ဆိုတော့အများတန်းကျွန်တော်ပြိတ္တတွေတော့သိပြီးသားတချို့လူတွေတော့သိမှာမဟုတ်ဘူးကျွန်တော်ပြောတဲ့စကားတိုင်းကျွန်တော်တာဝန်ယူတယ်ကျွန်တော်ပြောတဲ့အချက်လက်မိုင်းအချက်လက်နဲ့ပြန်လာထောက်လို့ရတယ်စုံစမ်းကြည့်လို့လည်းရတယ်သိချအောင်စုံစမ်းကြည့်ဖို့လိုတယ်ဒီတော့အခုပြောနေတဲ့အချက်တွေကလက်နက်ကအနိုင်ကျင့်မှုဖြစ်သွားပြီခင်ဗျားတို့ကျွန်တော်တို့အတွက်အဲ့ဒါကပြင်ဖို့ပြောလာတာကျွန်တော်ဆို2023လောက်ကတည်းကစပြောတယ်အခုပြောနေတဲ့အချက်တွေကိုခင်ဗျားတို့အတွက်အရေးလက်ကြီးတယ်အမှန်တရားလို့ယူဆတယ်ဆိုရင်ကျွန်တော်တခါမှမတောင်းဖြစ်ပါဘူးဒီကြည့်နေတဲ့ live ကိုအပြင်မှာ live လေးတစ်ချက်လက်မပေါ့ဗျာနှိပ်ပေးခဲ့ like ကလူကြည့်သမားတော့များပေမဲ့နဲတယ်ဒီတော့မထောက်ခံတယ်လို့ဖြစ်သွားတယ်အဲ့ဒါလေးတစ်ချက်တော့အကူကြီးပေးစေချင်တယ်ဒါဟာလည်းအချက်လက်ပေါ်မှာမူတည်ပြီးတော့တောင်းဆိုတာအဲ့ဒီကောင်တွေရဲ့တတိယဘယ်နေရာမှာပျောက်သွားလဲဆိုရင်စစ်ကြောင်းတကယ်ထိုးလာပြီဆိုရင်သူတို့ရွာသားတွေအရှိကနေပြီးတော့အရင်ဆုံးပြေးတယ်ဒါကတော့အမြဲတမ်းပြောနေကြစကားအဲ့ဒါတွေမပြီးသေးဘူးပြေးတာတော့ရွရွမဟုတ်ဘူးမပြေးပဲရွာမှာကြံခဲ့တဲ့ဘယ်သူကမှဆိုဒလန်လောက်ခိုင်းပြီးတော့ဒလန်ဆိုဆွဆွဲပြစ်လိုက်တယ်လိုက်ပြေးရမလို့ဖြစ်နေသူ့နောက်ကိုတချို့တွေကမပြေးပဲနဲ့သူတို့ပုံစံနဲ့တူမလိုက်ဝါပဲနဲ့တခြားနေရာမှာရှောင်ပိတ်ပြေးတာတို့သူမို့ကိုအိတ်ကိုစိတ်မချလို့မပြေးတာတို့အဲ့လိုမျိုးဆိုရင်ပြန်လာရင်ဖန်စီနှိမ့်ဆက်ပြီးတေချာဘောက်ကိုပဲရိုက်နှက်အကြမ်းဖက်တယ်အစင်တက်ကိုပဲစဉ်းစားပြီးသားသွားကြရကြံခဲ့တဲ့ကောင်တော့ဒလန်ပဲအဲ့လိုသဘောမျိုးတွေးထားတယ်ဒီတော့ဒီပုံစံတိုင်းဆက်သွားလာခဲ့တာချိန်တစ်ခုတော့ဖြစ်နေပြီဘာဖြစ်မလဲရှင်းလေးပဲပေါ့ဒီလိုအခင်းချင်းကိုမြင်နေရတဲ့အခြေအနေမှာပြည်သူတွေစစ်တပ်ကိုမုန်းတယ်လို့တော်လန်ရေးကိုလည်းမုန်းပါပဲမုန်းတီးသွားလိမ့်မှာပဲအဲ့လိုမျိုးပုံစံတိုင်းဆက်သွားလာခဲ့လို့အခုချိန်မှာဆက်သွားနေလို့တချို့အညာမြေဟာလွန်မြောက်နေမြေမဟုတ်ပဲနဲ့နယ်မြေလူတဲ့အချင်းချင်းနော်လူမိုက်တွေချင်းချင်းဗရီတရက်စနစ်စီပုံစံတွေရောက်သွားတယ်ငါနဲ့မင်းနဲ့လည်းခြားကြတာပဲတည်င်းနဲ့လာမထွက်လာတာဒီတော့အခုပုံစံတိုင်းဆက်သွားမယ်ဆိုရင်ရှင်းနေတာပဲတော်လာကြီးကစစ်တပ်ကြောင့်ရှုံးမှာမဟုတ်ဘူးကိုလူကိုပြန်တက်ကိုပြည်သူကိုပြန်နှိမ့်ဆက်ကိုဘတာကိုညင်းဆိုင်နဲ့ပြတ်သုံးမှာပဲပျက်စီးသွားလိမ့်မယ်အဲ့တော့ခင်ဗျားတို့ကမေးမှာပေါ့ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်လဲဆိုပြီးတော့စိတ်ထဲမှာမေးချင်နေမှာပဲတော်လန်ရေးဆိုတာအဲ့လိုဟုတ်ရောဟုတ်ရက်လားဆိုတဲ့သဘောမျိုးဖြစ်မှာပဲအဲ့ဒီမေးခွန်းတွေကိုကျွန်တော်မေးခဲ့ကျွန်တော်ဖြေနိုင်တယ်အသက်သိနေတယ်ကွာအေးအန်ဒီရမရှိရင်တော့နာမည်ပါထုတ်ပြောပြီးတော့ဖြေပြန်ကျွန်တော်ပြောချင်တဲ့အဖြေကရိုးရိုးရှင်းရှင်းပဲအကြောင်းရင်းတစ်ဘာဖြစ်လို့လဲသိလားခံယူချက်မရှိပဲတင်နှက်ကင်ချင်လို့အလုံးမရှိအားနေလို့လူအထင်ကြီးကန်ချင်လို့ဝင်လာတဲ့စုံပြူးတွေကိုတော်လန်ရေးမှာမျက်စိမိတ်လက်ခံခဲ့ကြလို့ပဲဇာနံပါတ်1ကျွန်တော်ပြောတော့ဟုတ်မဟုတ်စဉ်းစားလေခံယူချက်မရှိပဲတင်နှက်ကင်ချင်လို့ဝင်လာတယ်အလုံးမရှိအားနေလို့တော်လိုင်းတော့ဝင်လာတယ်လူအထင်ကြီးခံချင်လို့ဝင်လာတဲ့စုပ်ပြူးတွေမျက်စိမိတ်လက်ခံခဲ့ကြတယ်နောက်ထပ်အကြောင်းရင်းနှစ်ကတက်ထဲကိုရောက်လာတော့လေတင်နှက်ပြစ်နီးတင်ပေးပြီးတော့နိုင်ငံရေးဝမ်းစာနဲ့တိုက်ရက်စီကံဖွဲ့စည်းဖို့စနစ်တကျဘာမှမတင်ပေးခဲ့လို့ဖြစ်တာအောက်ရီကန်ထဲမှာပြည်စင်းချိုးလောင်ကစားဝိုင်းကိုအခါချင်းဝင်ပေးပြီးလောက်ညဆိုအရက်တော့အကောက်ကောက်တဲ့လူမိုက်တစုကိုတော်လိုင်းသမားလို့ဆက်ပြီးတော့ခေါ်နေကြတဲ့အခြေအနေကအချိန်တစ်ခုကြော်လာခဲ့ပြီဒါဟာပြောခဲ့တာအချိန်ပါမနေတော့ဘူးဒီတော့တေချာလေးစဉ်းစားကြည့်ပြောချင်တာကတော့တပတ်မကောင်းစီရခေါင်းပဲခေါင်းဆောင်လို့ကိုတတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေခင်ဗျားတို့တောင်းကိုပြတ်တသားကျွန်တော်ပြောပြမယ်လူအရေးအတွက်များဖို့တဲ့လူအရေးတွေးရှိဖို့အခုချက်ချင်းစစ်ဆေးဖို့လိုတယ်လူအရေးအတွက်နေကံဖြစ်နေတာမျိုးတော့မပြည့်အောင်လိုက်စုနေတာမျိုးတဲ့လူအရေးချင်းအရေးအသွေးကရှိဖို့အခုချက်ချင်းစစ်ဆေးဖို့လိုတယ်ဘာဖြစ်လို့လဲခံယူချက်မရှိတဲ့ပြည်သူကိုနှိမ့်ဆက်တဲ့ဘယ်အဖွဲ့ဝင်ကိုမဆိုခင်ဗျားတို့ပေးတာတင်တာအခုပြန်သိမ်းတော်လိုင်းရေးဆိုတဲ့နာမည်သုံးခွင့်မှာပိတ်လိုက်အဲ့ကောက်တွေကိုခင်ဗျားတို့မသိစရာအကြောင်းကိုမရှိဘူးခင်ဗျားတို့ကခင်ဗျားတို့ယူချင်အောင်ဆောင်ရွက်ဆက်သွားနေတာတပိုင်းကျွန်တော်ပြောချင်တာကဒါအကြံပြုချက်မဟုတ်ဘူးဒါအကြံပြုနေတာမဟုတ်ဘူးပြည်သူထောက်ခံမှုပြန်မရမချင်းအားလုံးအတူတူပြည့်စည်ဖို့အတွက်နောက်ဆုံးတတိပေးခြင်းပဲနောက်ဆုံးတတိပေးခြင်းပဲအကြံပြုနေတဲ့အဆင့်ကျော်သွားပြီအခုပြောတဲ့အချက်တွေထဲမှာကျွန်တော်ဒီ live မှာကြည့်နေတဲ့မိတ်ဆွေတွေမိဘပြည်သူတွေကျွန်တော်အပိနေတဲ့လူတွေကျွန်တော်ပြောတဲ့အပေါ်မှာရလိုက်တဲ့တခုခုရှိတယ်ဆိုရင် comment မှာရေးကလိုက်တော့အဲ့ဒါတွေကသူတို့လာကြည့်ရခါကျရင်ပြဖို့တွေးသိချင်လို့ခင်ဗျားတို့အတန်ပေါ့ဗျာဒီလောက်တော့ရေးလို့ရတယ်အဲ့ဒီအခုပြောတဲ့အမှန်တရားကိုကျွန်တော်တာဝန်ယူတယ်နော်ကျွန်တော်မိတ်ဆွေတွေကထောက်ခံတယ်အဲ့ဒါဆိုရင်ကြည့်
ဒီကရှာရုံးမရှိရှာပြောနေတာလားဆိုပြီးတော့နောက်ဆုံးသတိပေးချက်ကိုလည်း share သိရင် share ပေးလိုက်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ပြောတဲ့အချက်လက်တွေမှာအကြောင်းပြချက်2ခု3ခုလောက်ထိကျွန်တော်ပိုင်နိုင်ကင်ထားပြီးမှပြောတာကိုယ်တိုင်လည်းသိသလိုကိုယ်လာပို့ပေးတဲ့လူတွေအများကြီးဟာတွေကိုအခုချင်းစီကျွန်တော်တင်ပြနေဘူးစိတ်ဆင်းရဲမှကြားလို့ဒါပေမဲ့လူတွေသိဖို့လိုတယ်ဒီတော့ကျွန်တော်တစ်ခါတည်းချုပ်ပြီးတော့တာဝန်ယူပြီးပြောတာဒါကကျွန်တော်တို့လုံနိုင်တဲ့အကြံပေးခြင်းနဲ့ကျွန်တော်တို့လုံနိုင်တဲ့ mission ပဲတခြားလုံနိုင်တဲ့အစွမ်းမရှိသေးဘူး